တဲရိုချောင်းတောင်မနက်9နာရီမှာထွက်လာပါတယ်။နေ့လယ်စာကိုတော့ညောင်တုံးမှာဝင်စားဖြစ်ပါတယ်။ဟာ6ကတ်နေတဲ့အချိန်မနေ့ကသူကဟိုမှာဒရာကြီးဘက်မှာလည်းဒရာကြီးမလေးဒီလောက်နားလူကြီးဆိုတော့တိတ်ရှိ တဲရိုဒီတစ်ခေါက်တော့ New ချောင်းတောင်ဟိုတယ်မှာတဲဖြစ်တယ်ပေါ့နော်။ Family လိုက်လာတာဆိုတော့9ယောက်ခန့် connecting room လေးယူထားပါတယ်။ရောက်ချင်း tea time လေးရှိလို့တခါရင်ဝင်စားခဲ့ပါတယ်။ရောက်ချင်းပူးတဲတငယ်ချင်းလေးအခမ်းမဲ့လာလေလို့အတူတူစောင့်နေကြပါတယ်။ time to swim ကလေးရအောင်တောင်းနေပါပြီ ကလေးပြောတော့နေပြီတငယ်ချင်းမိသားစုတွေနဲ့လည်းဘုတ်တူတူစီးဖြစ်ပါတယ်ဘုတ်ကတော့တစ်ဖွဲ့လုံးစီးတာတသိန်းပေးရတယ်ပေါ့နော်2မိနစ်လောက်ပဲကြာပြီမဲ့စီးလို့တော့ကောင်းပါတယ်ဒါကတော့ဒုတိယနေ့မနက်ခင်းလေးပါmorning breakfast တော့စားပါမယ်အဲ့ဒါဟိုလေဟောက်တော့ကြောင်ကြော်ထားတာ breakfast တန်းနဲ့ပုံပွားနဲ့ရိုက်မယ်ရေးရိမ်မှာရေးရေးမနဲ့လေဒီဘက်လာကဒီဘက် နေ့လယ်စာတော့ဘိုက်သိမ်းမစားကြနဲ့ဟိုတယ်ကပဲထမင်းပေါင်းလေးပဲလွယ်လွယ်ကူကူမှာပြီးတော့စားဖြစ်ကြပါတယ်။ချောင်းသားရောက်တော့မပါမဖြစ်အကင်လေးတွေလည်းဝယ်စားဖြစ်ခဲ့ပါတယ်။ဒီတိုင်းလေးပါလိုက်စားလိုက်အိတ်လိုက်ခုမှနေခဲ့တည်းရင်းလို့တော့
နေ့ရောက်တော့ကလေးနဲ့တူဝါတာပေါ်မှာတိုနေတိုရှော့လို့စီးဖြစ်တယ်ပေါ့နော်သူကအရင်အမြင့်မဟုတ်တော့ကြောက်စရာမကောင်းနေနဲ့ပြောစရာတော့ကောင်းပါတယ်ချက်ပိုးပါလားကနန်းဟင်းအစွန်တော့ဒီကြီးငါတော့တို့မြုပ်လေးတွေလား3,200ပေးရပါတယ်လာကြည့်မယ် ကနန်း သူ့ဝါထည့်ရတယ် ကနန်းလေးအပြုတ် တော်တော်ဝါထည့်ရ စီးရသိမ့်မဆက်နဲ့ တော်တော်တော့ရိုက်လိုက်ပါဒီကောင်ပေါ့ဦး အဲ့ဒီဆောင် စောနဲ့မစောနဲ့မပြတ်ဘူးပြန်တော့နားထိုင် ဆက်နေတယ်နော် ညရောက်တော့ဟိုတယ်ကပြတဲ့ fire show သွားကြည့်ဖြစ်တယ်ပေါ့နော်တဲတို့သွားတာ holiday တွေဖြစ်တဲ့အတွက်ကြောင့် fire show ကနေ့တိုင်းပြပါတယ်ရှိုးကလည်းနေ့တိုင်းရှိတော့တဲတဲ့ရန်ထဲက2ရက်လုံးသွားထိုင်ပြတယ်ပေါ့နော်လေးတဖြူဖြူနဲ့ရန်ကိုထိုင်လို့ကောင်းပါတယ်အနက်ခင်းဆိုလမ်းထားမလျှောက်ပြတော့ညပိုင်း beach မှာအေးလူထိုင်ပြီးတော့လမ်းလေးလျှောက်ဖြစ်ပါတယ်။ Day 3ရဲ့မနက်ခင်းလေးပါ။ဟုတ်တယ်တမ်းပေါ့ကြိုင်မထဲနဲ့လဲသားအရက်ရှင်လေးပါနဲ့
လောက်ထည့်မယ် တော့လည်းမတတ်တဲ့အဲ့နာပါလေအဲ့ဒါရှေ့တောင်ရရောက်နေပါတယ်ရွှေတောင်ရံဘက်ကတော့6လဘက်နဲ့မတူဘူးပေါ့နော်သူကတော့လူသူရှင်းလင်းပြီးတော့ဓာတ်ပုံရိုက်လို့လည်းလာပါတယ်တောင်ရံကန်းချီရောက်ပါတယ်နာတာလား လိုက်ရောက်နေပါတယ်ဖိုးတဲ့ကတော့ baby zip line လေးစီးခဲ့ပါတယ်သူကတော့1000ပေးရပါတယ်ဖိုးတဲ့ကရန်ကုန်မှာဒီထက်မျက်နှာတွေလည်းစီးဖို့တော့ဒီ baby zip line လေးကိုတော့ရမကုန်းတော့ဘူးပေါ့နော်လူကြီးစီး zip line ကတော့3000ပေးရပါတယ်သူ့ဖေဟာစီးရတော့ဒါလေးကတော့တန်တယ်လို့ပြောတယ်ပေါ့နော်ဟုတ်မှာဟုတ်မှာ ဟောင်းနေတာရဲ့သားရဲ့ဟိုကျန် မင်းရက်မရ ရဲပါတယ်မရနဲ့ကျိုင်းလေးပဲကြည့်သွား Tea time အပူရှာပူအပူချိုကြောင်ဘူးကြော်နဲ့ပြောင်းကြော်တော်လေးတော့ကောင်းတယ် morning view day 4 last day are you happy on this trip Happy, happy, happy. Ding, 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 ding. 你 breakfast 那没有几年有了干呀！哎，不干净，没啦。Good လှုပ်လိုက်ပါအောင်အဲ့လို good လှုပ်မှာဟုတ်တယ်တော့လိုက်တာနေ့လေပြန်တော့မှဆိုတော့မပြန်ခင်လေးကလေးတွေကတော့အဝါဆော့ခဲ့ကြပါသေးတယ်ပြန်လာတကြံအကျိုးနေ့ဆိုတော့မန်းထမှာရေဒီစားပတ်နေတော့ဝင်ပတ်ခဲ့သေးတယ်ပေါ့နော်
ကြံနေလေစာတော့ပသိယာခက်ခါကြီးမှာဝန်စားဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်